လေးနဲ့ငယ်ကထပ်တူကြစီဘာကြောင့်လဲမမေးပါနဲ့ဟိုငယ်ထပ်ဖြစ်စီမယ်မလွမ်းပါဘူးပြောပြမယ်မတွေ့ရင်မျက်ရည်ဝဲမောင်ချင်းချင်းကလွမ်းမေးတော့ချင်းချင်းကရှုံးရငယ်အတွက်စုပိတ်ဆက်ထားတဲ့မောင်ရဲ့တဘွားလုံးကပြစုပ်ပါမှာငယ်မရှိရောမောင်လမ်းနေပြောင်းနေရဲ့ဟဲဟိုရင်ကလိုငယ်နဲ့တူတူလမ်းနေလျှောက်ချင်တယ်ပြီးတော့ပတ်တော့စားပြီးငယ်နဲ့တူတူကျန်းရီတောက်ချင်တယ်ဟဲအဲ့အချိန်နဲ့ခိုက်တဲ့လေးကိုလွမ်းနေမောင်ရင်ထဲမောင်မလွမ်းလုံးငယ်အကြောင်းနေလင်းကဆက်ရင်းနီးမတိရှေးစားဆိုပြီးတော့ဝင်ကပြီးကဝတ်တီတင်မြရင်မြဝတ်တက်ခင်းနဲ့တမိန်လာဝတ်တက်တွေးပြီးဘာမဆိုင်ညမဆိုင်နဲ့ပြီးတော့ငယ်ကိုမောင်ချစ်တင်ငယ်ကိုချစ်တာဘယ်သူနဲ့မှမတူအောင်ရှေးကြတဲ့အချစ်နဲ့တယောက်ဆိုတယောက်ဘရောဆိုဘရောအချစ်ကလည်းစစ်တယ်အမြင့်ကလည်းရစ်တွေ့ပြီးတော့မြစ်တာလည်းစစ်တယ်မောင်အသက်တက်ချီရတာလည်းငယ်တယောက်တည်းဖြစ်တယ်ရှင်ပတ်တဲ့ကချစ်နေလို့အဲ့ဒီရောက်တယ်လွမ်းလေလွမ်းနေမျိုးအဲ့ဒီရောက်တယ်ရမ်းရမ်းချစ်တယ်မျိုးအဲ့ဒီရောက်တယ်ရမ်းရမ်းမေ့ချစ်တယ်မျိုးထောင်ငါရချစ်တွေပဲငယ်အတွက်ဆိုပေးခြင်းနဲ့ဘာလို့ပန်းလေးနဲ့ငယ်ကထပ်တူကြစီဘာကြောင့်လဲမမေးပါနဲ့ဟိုငယ်ထပ်ဖြစ်စီမယ်မလွမ်းပါဘူးပြောပြမယ်မတွေ့ရင်မျက်ရည်ဝဲမောင်ချင်းချင်းကလွမ်းမေးတော့ချင်းချင်းကရှုံးရငယ်အတွက်စုပိတ်ဆက်ထားတဲ့မောင်ရဲ့တဘွားလုံးကဟိုဘက်ခေလို့လာပြီးတော့ဒီဘက်ခေလို့ချောတာအဲ့ဒါကြောင့်တွင်းလို့စိမ့်နဲ့မောင်းမရေးနေမောရငယ်ကိုဘလောက်လေးချစ်ချောင်းလင်းကဖွဲလို့ပြောရရင်ခင်ပြီးရင်ချေရမယ်ဖြေရမယ်လောကတစ်ခွင်ကဲငယ်ဘက်ကခွန်နေပဲပြောလိုက်မောင်ဘက်ကဆဆရရဖြေဒီဖို့က alright ငယ်အတွက်ဆိုပါဖြစ်ဖြစ်ကိုလုံးပုံ offline မလိမ့်မရဲ့ငယ်တပည့်မို့ချစ်တယ်လို့ပြောလိုက်မောင်ပြစ်စုံပန်းနာကကရောငယ်တယောက်တည်းဖြစ်တယ်ဘသူတွေဘလောက်လေးပါလဲပြောငယ်တယောက်တည်းချစ်မယ်မောင်တို့ဘက်ကကောင်းကောင်းနေလို့ဝိုင်းပြောကြမှာဖြစ်ပဲဘသူတွေဘလောက်လေးပါလဲပြော80ယောက်လူချစ်မယ်ရောက်စင်မဖြစ်လို့ပါတကယ်ချစ်စလို့လားငယ်တယောက်တည်းပဲတီတိုင်းတိုင်းရမ်းချစ်တယ်ကွာလမ်းဝဲဝဲစားလို့မျိုးငယ်ချစ်တွေကတကယ်ငွေရနဲ့များနေပဲဆွလန်းစီတာထောင်ငါရချစ်တွေပဲငယ်အတွက်ဆိုပေးခြင်းနဲ့ဘာလို့ပန်းလေးနဲ့ငယ်ကထပ်တူကြစီဘာကြောင့်လဲမမေးပါနဲ့ဟိုငယ်ထွက်ဖြစ်စီမယ်မလွမ်းပါဘူးပြောပြမယ်မတွေ့ရင်မျက်ရည်ဝဲမောင်ချင်းချင်းကလွမ်းမေးတော့ချင်းချင်းကရှုံးရငယ်အတွက်ဆိုပေးဆက်ထားတဲ့မောင်ရဲ့တဘွား